အားလုံးပဲလာတော့ကျွန်တော်နာမည်ကတော့ Hijumio ဖြစ်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ Minecraft ကျွန်တော်စောအောင်မှပြောရတယ်ကျွန်တော်အရေးဗီဒီယိုမှာတင်ထားတဲ့ဘောကကြတော့ကျွန်တော်ပျောက်သွားလို့ပေါ့နော်ဟုတ်ဘောတစ်တောင်မြေတော့ဆောင်းမှပြောပါတယ် So guys Royal Kingdom episode 2တော့ဗီဒီယိုလေးဆောက်လိုက်ကြရအောင် So guys တို့နားမှာစပေါ်နေကျွန်တော် map လေးတော့ထားထားရတယ်ကျွန်တော်ဘာလို့လဲရွာရှာခြင်းတော့ပေါ့နော်ဒီဆုံးကျွန်တော်ပထမဆုံးတပင်ခေါ်ပါမယ်တပင်လက်ကြီးနဲ့ထိုးခေါ်အိုးမြေကြီးတော့တူးမြေကြီးကလစ်ပစ်လိုက်တော့တော်ရောဟိုမြေကြီးပြန်လာတယ် Okay အိုးတို့တပင်တော့ခေါ်နေတရွတ်တော့ခေါ်နေတော့ကျွန်တော်ကန်ဆယ်နားလေးမှာနေမယ်ကျွန်တော်အဲ့လိုရေးလဲတော့ကျွန်တော်ရေးတော့ဟိုဘက်မှာကိုကျွန်တော်အဲ့နားလေးမှာကျွန်တော်အိမ်ဆောက်ပါမယ်ဒီ guys တော့အိမ်ကအတိပြန်ဆောက်အောင်ကျွန်တော် skin က ice skin မှာမိုက်ပါ black maybe ဒီကျွန်တော်ဒီရှောင်းလို့မယ်ပြီးတော့ဒီတော့မယ်Oh, now we will stay now. Hello, Sasa Jenny, you know my dream. She, I might do not matter to her. Okay, ကျွန်တော်တို့တပင်ခုံမယ်အေးဘယ်အောင်မင်းလားတော်ရှူကျွန်တော်ဒီကောင်တက်လာလမ်းအောင်လာတိုက်ခိုက်ရတယ်ဒီကောင်ဘာကောင်မှမသိဘူးOkay, you know who you want to look why look what oh shit. Oh shit. Okay, you know look ra rồi biến bèo vậy. Okay, you know sắp yêu khổ mấy. Friend đi về toa đi rồi đó mà. Thì tụi ta đi lo vào mẹ mà lo mẹ xong rồi đó ta đi lo vào mẹ because đó ở cùng nó sáng thật luôn là công ăn gì rồi đi thì ông đi về bây giờ đó này tôi we sheep tôi chụp như nào tôiကျွန်တော်တက်လိုက်ပါမယ်ပြီးတိုးတက်လိုက်ပါခေကျွန်တော်ဒီကနေတော့โอเคမြင်ရတယ်ပေါ့မိုင်းလိုက်ရှာကျွန်တော်မိုင်းတူကိုတော့လောက်အောင်ညမိုင်းရင်းတွေ့တာခေကျွန်တော်ဒီပေါ်လေးတက်ပြီးရှာဟိုဒီမှာတွေ့မရှိတော့တော့တိုးတော့တိုးလေးရောက်မှာတိုးလေးကိုကျွန်တော်တို့မက်ပြီးပို့ပေးလိုက်ပါပြီတိုးလေးနဲ့ပြီးရောက်မယ်โอเคကျွန်တော်မိုင်းတူပြီကျွန်တော်မိုင်းတူပါပြီထေးကျွန်တော်ဝင်တန်းနေတော့ကြောက်ဖို့ပေါ့မောင်မင်းရတယ်โอ้ဒီဘက်ကတမျိုးအိမ်ဆောက်ကျွန်တော်အိမ်ဆောက်ပြီးကျွန်တော်ပြီးမိုင်းတွင်းကိုပိုင်မိုင်းတွင်းလေးလောက်ကြမယ်ဗျခုမှပြီးဒီကောင်
ည AC နေနော်အော်နောက်တစ်ကောင်ဟိုလို့လေအဲ့ရလို့လေအဆောင်လေးဆိုတော့ပန်းပြီးစားမယ်ပန်းပြီးစားမယ်โอเคလိုက်ကျွန်တော်အဲ့ရလောက်ကြပါမယ်တုံးပြေတကဝိတ်အဲ့ရလို့โอเคတကတော့လို့ရပြီဟိုကပုံမဲဆိုတော့အင်းဆောင်ဝိတ်ဘူးကင်ကျွန်တော်ဘာလို့လဲဆိုတော့ဒီမှာဓာတ်ယူဖြစ်ရမယ်有这么哪里？听那边玩呀，我兄弟们听他们讲的，我知道我不能，过不了，我过不了。我这个，那地面地下的一些嘛。ဒါလေးပြန်ဖြည့်လိုက်မယ်ကျွန်တော်ရုပ်ဆိုးရပေါ့နော်ကျန်လေးတွေအမိုက်တွေလို့โอเคကျွန်တော်အိမ်လေးဆောက်မယ်ကျွန်တော်ဟိုပထမဆုံးဆောက်လာအိမ်ကိုနှမျောလိုက်တာဗျဟိုဘောကဘာဖြစ်လို့လဲမသိဘူးပြက်သွားတယ်ဆိုတော့နှိမ့်နေမနေဘူးလေပြရပြီကျွန်တော်အိမ်ဆောက်လိုက်ရပြီဆက်ဆောက်ကျွန်တော်အိမ်ရောနည်းနည်းတည်တည်ပဲဆောက်လိုက်โอเคဒီအောက်ကောက်ဆိုရင်ဖယ်လိုက်ကောင်းမလားဘယ်ပဲနဲ့တော့ဒီအောက်ကောက်ဆိုဖြည့်လိုက်ကောင်းမလားလို့နော်ဖြည့်ပဲနဲ့ဒီနားလေးကိုကျွန်တော်စိုက်ခင်းလေးလုပ်လိုက်စစ်ပြလာမလို့ဆိုโอเคကျွန်တော်အပေါ်မှာအိမ်ဆောက်မယ်ကျွန်တော်အိမ်ပေါ်မှာအိမ်ဆောက်မယ်โอเคအိမ်ဆောက်လို့တော့ကျွန်တော်တသားလေးလိုပဲအိမ်ဆောက် let's go 要不走ဟုတ်တယ်ဒါရှိဖို့ခက်တယ်လို့အေးယိုအိမ်မရတော့မင်းအိမ်မဟိုအေးနော်လွယ်များလေးပြီကျွန်တော်အောက်လေးကိုကျွန်တော်မြေဖို့အောင်ပြီးရင်ကျွန်တော်မြေဖြို့အောင်မြေဖို့ပြီးတော့village 的小们，对呀，绿了，呀，我看到一堆啊，我，你知道印尼是什么？哦，什么 creeper 呗 ，creeper 现在你知道我的，放哪里呀？အိမ်တို့လောလဲဆိုတော့နည်းရှိသွားတယ်။အရှိကြီးပြော။ပြီးတော့
plot 3လို့ပြောဟိုကျွန်တော်ဒီလိုလေးလုပ်ရအောင်ပြောလည်းမပြောရတော့ကဲအင်းရလာလဲတော့ဘူးပြောတယ်ဘာမှမလာတယ်ကျွန်တော်နေလို့ရရင်ပြီးပြီနော်ဟိုနောက်မှလွတ်လာပြီဆိုအေး creeper မင်းဘယ်လိုဒီနိုင်ရောက်လာ creeper လာတယ်ဟိုမော်ထုတ်ပြီမယ်လာဘောဝဲလာရဲ့နော်ဘောဝဲထားလာလိုက်ပါကျွန်တော် creeper ဘောဝဲလေးပါခဲ့တာဟုတ်ကြာဘာကောင်းလဲစမ်းဟိုဒီခုတ်ပဲတပင်ခုတ်ထခုတ်โอเคခုတ်ပါမယ်โอเคနော်ဒီကျုံးလေးကိုလည်းကျွန်တော်ရှင်းမိရောလေဒီနားလေးမှာလည်းအိမ်လေးဆောက်ရတယ် fan ပေါ့နော်ပြောရရင်လေကွင်းလိုနေရာလေးဆောက်လို့ရတယ် fan ဟောလေကွင်းတော့ပြတယ်ဟိုစိုက်ပြိုးတဲ့နေရာလေးဆောက်လို့ရတယ်ဒါခုတ်ကွာရတော့ကျွန်တော်အိမ်လုံးလောက်ဆောက်ပါတယ်ခိုးလို့လည်းကျွန်တော် mind တွေဆောက်ဖို့လိုတယ် mind တို့ဖို့လိုတယ်ဒီဒီဇိုင်းလို့ soft design ဒီတသားပဲလို့အဲ့ဖြေအောင်တသားရမလို့အလိုရဒီတသားကွာဒီတော့အေးတော့နောက်မှပဲဆက်ဆောက်တော့မယ်ဒီတော့ Pegasus ရဲ့ဒီ Pegasus နဲ့ကျွန်တော်သွားရည်မယ်ဘာလို့မိုက်တော့ရမယ်ဟိုတောင်ပေါ်မှာတက်လာတောင်ပေါ်မှာသွားတူလို့ရတောင်ပေါ်မှာသွားတူလို့ရ okay let's go guys let's go ဟုတ်တော့မင်းလားနောက်စားကြိုးပါမင်းတို့လိုကြိုးတာကွာရုပ်မင်းဟိုလက်နဲ့ပဲဆုံးသက်ပြီးတော့ရုပ်မပြေးနဲ့ကျွန်တော်ဒီကောင်းလေးခေါ်ပြန်နေရပြီလားဟိုကျွန်တော်ဒီနေရာကြီးသိတာပဲဒီနေရာကြီးကျွန်တော်သိပြီးတော့သိရမှာသိရပြီပြီးကျွန်တော် wait a second ခိုးရှိနေရမယ်ဟဲ့ဇုံမီအများကြီးပဲထွက်လာရောက်ပြီးအိုး shit ကျွန်တော် showroom လို့ကန်ကောင်းနေဇုံမီအများကြီးပဲထွက်လာအကောင်လေးကနေပြီအိုး shit bro oh no တော့အင်းပြန်တော့ရအိမ်မှာကျွန်တော်ဟို Pegasus ကိုမှဟို Pegasus like ဟို stone Pegasus တော့ရမယ်ဟိုမှရကောင်းလို့မလျှောတာပါဒီတော့လေးထိုင်ရဖြည့်လိုက်လာပြီကွာဘယ်နိုင်ဝိုင်းဒီနားလောက်ပါနော်ဟုတ်
Wow ဘယ်နဲ့ဝဲလို့ကျွန်တော်ဒီမှာတွေ့စမီလာခဲ့တယ်တော့ကျွန်တော် show ရည်လားဒီကျွန်တော်ဘာလို့ဝိတ်ခေါ်လို့ရဘာကောင်းလဲဝိတ်ဘာကြီးလဲကျွန်တော်ခေါ်ရလိုက်မယ်ခိုးရပြီခိုးလေးမရပြီချက်စားလို့ရတယ်ကျွန်တော်ဟိုကနေပဲချက်စားအောင်မယ်ကျွန်တော်သားနေပဲOkay guys tung 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 tungဒါလုပ်လိုက်မယ် stick လို့ရတယ်တော့ချောင်းလေး Where is Docho? Vidima. Idalome. B. Choose to go to me. Get out of me. Choose go deny my knowledge. Choose my tiny tail on me. I did let me show. Don't do that. ခိုးလေးဒီထဲထည့်ရတယ်။ပြန်ခိုးလေးဒီထဲထည့်ရတယ်။ဒီကျွန်တော်ဒီနားမှာကျွန်တော်ဟို no တားနေပဲချိုးလိုက်တော့မရှုပ်ဘူး။တားပြရင်ဟိုနောက်တော့အသားဟိုမှာတကယ်အစစ်အသားစားရတခုလေးနဲ့လောက်တယ်တချို့တော့လည်းမရှုပ်ဘူးတသားတော့ခိုးလိုက်တော့မယ်တသားတော့ခိုးလိုက်ရပဲနော်ဒီကိုဟိုတယ်အောင်ရှိတော့အဲ့တော့ဒီရတော့ခိုးလည်းဗလာနေပဲခိုးတော့ရှုပ်ဒီ episode လေးမှာတော့အိမ်ကြီးကိုပြီးအောင်တော့စောက်လိုက်မယ် episode 2လေးပေါ့နော်ဟာလို့ကြောက်စနာတယ်နော်ဒီအိမ်ကိုပြတ်ဆောင်ပါတယ်ပြောရရင်တော့အိမ်တိဆောက်တာပေါ့ဗျာချွားအိမ်ကြီးပြိုသွားလို့ပြိုတော့ဘာအောင်ကျွန်တော်ပြောပြပြိုသလိုဘာလို့လဲဝေါ်ပြောက်သွားတာပေါ့ဗျာဝေါ်ကျွန်တော်ရဲ့စိုးနေကြအဲ့ကျွန်တော်စိုးချင်းမိုးလေးပြောက်သွားတယ်ပြောက်သွားတော့အဲ့ဒီဝေါ်တင်းနဲ့ဆောက်ရတယ်ဆိုတော့အဲ့လိုမျိုးမြန်နေဝင်ပါတော့ guys လောက်ပါတော့အဲ့လိုမျိုးဖြစ်နေလောက်ကြပါအောင်အိုးမေးပြောရင်အိုး guys နေဝင်အိမ်မဲနနိုးလိုက်ထားပြီးတော့ကျွန်တော်တို့ကြီး
ဒီတော့ဟုတ်ကြပါမယ်တက်ခုတ်ရပါမယ်ဘယ်လိုမှဆိုဘာလို့ရမလဲတက်ခုတ်ရမယ်အေးရတော့လည်းဘာလို့ရမလဲတက်ခုတ်ရမယ်ကျွန်တော်တို့နောက် episode တွေမှာကျွန်တော်တက်ပင် site တွေနေရာကြီးလုံးမယ်ဟိုဒီတက်ပင်တွေကတက်ရွက်တွေကိုခုတ်ပြီးလေတက်ပင် site တွေနေရာလုံးမယ်ဒီသေးတယ်ဆိုတော့ glass လုပ်လို့ရတယ်ပေါ့နော်မှန်လုပ်လို့ရတယ်အိမ်ကို upgrade လုပ်လို့ရှိရင်အေးဒီနာဘာအောင်ရော Mr. Sheep တိုးလီတော့ကရုံးလုံးလားတပင်ကရုံးလုံးမိုင်းရင်းတော့စောင့်မယ်ဆိုရင်တော့ကျွန်တော်ဒီနားလောက်မှစောင့်မယ်တလားကျွန်တော်ဒီနားနေစောင့်ကိုမိုင်းရင်းတော့မတူတော့ဒီမိုင်းတို့ဒီနားလောက်ပဲစောင့်လို့ကိုပိုင်းမိုင်းတို့လေးပဲစောင့်တော့မယ်ဇူမီစီကနေတော့မလို့တော့ဇူမီစီကနေတော့လို့သူတို့ကကျွန်တော်ဝိုင်းကြိုက်ရတယ်ဟုတ်လို့ကျွန်တော်အရင်ချိုးလို့တော့မလားလို့လေကျွန်တော်ချိုးတော့ချိုးနေတော့မလားလို့ဖြစ်ကြတော့တာကျွန်တော်ဝိုင်းကြိုက်ရတယ်ကြည့်ရပြီတော့ကျွန်တော်ဒီသားနဲ့ကျွန်တော်အိမ်ဆောက်ဖို့လုံလိုက်မယ်အိမ်အပြီးတက်ဖို့ပေါ့နော် Okay guys တော့ဒီမြော်လုံးဝါရောဟိုဒီရောလုံးဝါရပဲဟိုပြန်မရတာပေါ့အောက်ဆီဂျင်ကုန်တော့ကိုလေကျွန်တော်ဒီကောင်အောက်ဆီဂျင်ဟဲမတ်ကြီးဝယ်ရမှာရလုံးမရမှာအောက်ဆီဂျင်ဟဲမတ်ကျွန်တော် Roblox video တွေကတော့နောက်မှပဲကျွန်တော်ခု Roblox ဆိုတာအရင်ပြင်း Roblox မဆော့ချင်တော့ဒီကိုအေးချမ်း game တွေပဲဆော့ချင်တော့တော့ဘာလို့ video တွေမတင်တာလဲဆိုတော့ပြုံးတဲ့တို့ကြောင့်ကျွန်တော်စာရင်းနဲ့လုံးပန်စာကြိုးစားနေအောင်လို့ပါအဲဒါကြောင့် video တွေမတင်ပြတော့တာဒီမှာစပြီးတင်တာပေါ့နော်မိနစ်က9တန်းဆိုတော့ဆိုရစေတော့လို့ပြောသွားညောင်းရOkay ကျွန်တော် guys ကျွန်တော် bro တို့မေးတဲ့ရှင် Java နဲ့ဒီ background နဲ့ဗျာပူကောင်းကြတယ်ဗျကျွန်တော် PC ကျွန်တော်ရဲ့ laptop မှာကျွန်တော် Java ပဲနိုင်နေပေါ့နော်အဲ့မီးတိုင်းဘယ်လိုလုပ်အောင် stick ရှိရမီးတိုင်းလို့ဖြစ်နေလို့ခိုးတုံးလို့လေကျွန်တော်ခိုးက4လုံးရှိဆိုတော့ကျွန်တော်တုံးနိုင်တယ်ခိုးတုံးနဲ့ညတော့ညတိုင်းလို့ဒီတိုင်းအိုးခိုးလဲဆိုကျွန်တော်တုံးနေဆို4ခုရရင် okay ဆိုပါမထားမယ်မရမယ်ဒီမှာထားလို့โอเคဆိုတော့အပေါ်ကနေမူးပါမယ်အိမ်လေးပြီးရင်တော့ကျွန်တော်ဗီဒီယိုလေးရက်ပါမယ်အဲ့လိုဆိုတော့ဒီနေ့မှာအိမ်ဆောက်တာပဲတင်လို့ရရှားရတယ်ဘာမှတင်လို့မရဝေးပြန်ဒီသွားပြန်ဝေး no ပိတ်တယ်လို့နော်ရှုဒါလည်းနောက်ရှက်နေကွာကျွန်တော်ရောလည်းနောက်ရှက်နေတာကျွန်တော်ကပဲပရိုမဟုတ်ဘဲနဲ့နှုတ်ပြီးဖြစ်နေရမသိဘူးကျွန်တော်ပဲနှုတ်ဖြစ်နေရတယ်လို့ပဲအခုဘယ်လိုဆိုနှုတ်ဖြစ်နေတော့ဟာOkay guys okay 3 4 5
guys ကျွန်တော်နောက် episode တွေမှာလေကျွန်တော်ဟိုဟာလေးစောက်ဖို့စီစဉ်ရှိပါတယ် farm လေးပေါ့နော်ဟို cycle ကြီးဥစ္စာလေးစောက်ဖို့ရှိပါတယ်ကျွန်တော်ဟိုတဲကနာရဲ့ယူရှင်းပြီးတော့လေရှင်းမယ်ဆိုတော့ပြောရတယ်တော့ဘယ်လိုလဲဆိုအဲ့တဲကနာရဲ့ယူမှာကျွန်တော်လမ်းလေးဖောက်ဖို့အဲ့ဆိုတော့အဲ့ကျွန်တော်စပါပြီကျွန်တော်အဲ့လို fan စောက်ဖို့ကျွန်တော်လုပ်ငန်းစလုပ်ရပါတယ် okay only one တခုတော့crafting table ထဲမှာတူချောင်းနေလုံးလုံးတူပြီးတခါလောက်ခဲ့ကျွန်တော်တော့ပုံတော့နေဒီတိုင်းမှာ fan လေးရောဆောက်လာတာကျွန်တော်မျက်ပင်လိုင်းတော့အောင်ပဲကျွန်တော်ချက်ဝင်းမြေချင်ဆောက်အောင်ပဲ guys အဲ့တော့နောက်ပြီးတော့မှပဲကျွန်တော်လုပ်လို့ရအောင်ဆိုတော့ guys ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကိုလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye guys ချစ်တယ် bye guys နောက်နေ့ဗီဒီယိုလေးကျွန်တော်ပြန်တွေ့ကြပါမယ်